Okay အားလုံးပဲမင်္ဂလာပါဆက်လက်ပြီးတော့ ATM တက်တွေကို formatting ပြုလုပ်ပေးမယ် ATM တက် formatting element တွေအကြောင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြတော့မှာဖြစ်ပါတယ်အရင်ဗီဒီယိုလေးစမှာတော့က ATM web page ကိုချိတ်ဆက်ဖို့အတွက် hyperlink reference ဒါမှမဟုတ်လို့ရှိရင် ATAG ဆိုတဲ့ element ကိုကျွန်တော်တို့ကတုံးခဲ့ပါတယ်အဲ့တုန်းက ATM web page တွေအပြန်အလှန်ချိတ်ဆက်တဲ့ပုံစံကိုကျွန်တော်ပြောပြဖို့ကြံနေခဲ့ပါတယ်အဲ့တော့ ATM web page တွေအပြန်အလှန်ချိတ်ဆက်တဲ့ပုံစံကိုကျွန်တော်ပြန်ပြီးတော့ပြောပြပေးပါမယ်ပြီးရင်တော့ ATM တက်တွေကို formatting ပြုလုပ်ဖို့အတွက် ATM တက် formatting element တွေအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်မပြောခင်မှာကျွန်တော်ယခုလက်ရှိသုံးနေတဲ့ VS Code ရဲ့ UI ကိုကျွန်တော်မကြိုက်ပါဘူးအဲ့တော့ကြတော့ကျွန်တော်ဒီ color theme ဒါမှမဟုတ်လို့ရှိရင်နောက်ထပ် fine icon လေးတွေကျွန်တော်ချိန်ဖို့ရှိပါတယ်ကျွန်တော်ယခုလက်ရှိဒီမှာဆိုရင် index.html file ဆိုတဲ့ရှေ့မှာဆိုရင်ဒီမှာ file icon theme ကိုတွေ့ရှိရမှာဖြစ်တယ်ကျွန်တော်ကဒီ file icon theme ကိုမကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ extension ကနေပြီးတော့ကျွန်တော် icon လေးတခုတွားထားမှာပါเนาะဒီမှာဆိုရင် material icon လေးလို့ရရှာလိုက်ပါကျွန်တော် material icon လေးကိုတွားပြီးတော့ install လုပ်မယ်ပါเนาะဒီမှာဆိုရင် material icon လေးကိုတွေ့ရလိမ့်မယ်ပြီးရင် install လုပ်မယ်ဒါဆိုရင်တော့ကျွန်တော်တို့က material icon လေးကရသွားပြီပေါ့เนาะ material icon လေးရသွားတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ HTML file name ရဲ့အရှိမဒီ HTML file icon လေးပေါ်လိမ့်မယ်ပေါ့เนาะပြီးရင်တော့ဒီမှာဆိုရင် color theme လေးကိုလည်းကျွန်တော်ချိန်ဦးမယ်ပေါ့เนาะအဲဒါကျွန်တော်က gear icon လေးနှိပ်မယ်ပြီးရင် theme လေးကိုတွားမယ်ပြီးရင် color theme နဲ့ကဒီလက်ရှိရွေးထားတာက data theme ကျွန်တော်ကအတန်ဝတ်တက်ဒီကိုကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအတန်ဝတ်တက်ဒီကိုရွေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီ HTML web page တွေ bypass အပြန်အလှန်ချိတ်ဆက်တဲ့ပုံစံကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဆိုရင်ဒီ home.html မှာကျွန်တော်ဒီ link တစ်ခုကိုထပ်ထည့်ပါမယ် link တစ်ခုကိုထပ်ထည့်မယ်ဆိုတော့ link ကိုချိတ်ဆက်ဖို့အတွက်ဆိုရင်ဒီ ATAG က logo လိုပါတယ်ပြီးရင်တော့ကျွန်တော်က index.html ကိုညွှန်းချင်တဲ့အတွက်ကြောင့်မလို့သွားချင်တဲ့အတွက်ကြောင့်မလို့ index.html ရှိတဲ့ဒီပတ်လမ်းကြောင်းကိုကျွန်တော်ကဒီမှာလာပြီးတော့ရေးပါမယ်ပြီးရင်တော့ဒီမှာဆိုရင်go to index ဆိုပြီးတော့ရေးလိုက်မယ်ပြီးရင်ဒီမှာဆိုရင်ပြန်ပြီးတော့ run ကြည့်လိုက်ပါ go live ကိုကျွန်တော်ကနှိပ်ပြီးတော့ run လိုက်မယ်ဒီမှာဆိုရင် go to home page ကိုကျွန်တော်ကသွားမယ်ဒါဆိုရင်ဒီ home page ကိုရောက်ရှိသွားမယ် home page ကနေလည်းပဲကျွန်တော်တို့က go to index ဆိုပြီးတော့ပြန်သွားလိုက်မယ်ဒါဆိုရင် index page ကိုရောက်ရှိသွားမယ်ဒါဆိုရင်ဒီ HTML website အတွင်းထဲမှာရှိတဲ့ဒီ web page အပြန်အလှန်ချိတ်ဆက်ပြီးတော့တွားနိုင်တယ်ဆိုတာကိုကျွန်တော်တို့ကမြင်တွေ့နိုင်တယ်ပြီးတော့ဒီ web page တွေအများကြီးကိုလည်းပဲကျွန်တော်တို့ကချိတ်ဆက်ထားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာနောက်ထပ် file တစ်ခုကိုတည်ဆောက်လိုက်မယ် about.html ပြီးရင်ကျွန်တော်က auto complete လုပ်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်အနေနဲ့က a1 ဆိုပြီးတော့about page ဆိုပြီးတော့ရေးလိုက်မယ်ပြီးရင်ဒီတက်နဲ့ကျွန်တော်ကဒီမှာစာရတချို့ကိုရေးလိုက်မယ်စာရတချို့ကိုကျွန်တော်ရေးလိုက်မယ်ပြီးရင်နောက်ထပ်အနေနဲ့ကဒီမှာဆိုလဲ data ကိုကျွန်တော်အနေနဲ့ကချိန်ပြီးတော့ဒီ page ကနေကျွန်တော်တွားခြင်းနဲ့ page ကိုရေးမှာပေါ့နော်message အနေနဲ့ကဒီ home.html ဖြစ်ဖြစ် index.html ဖြစ်ဖြစ်ကျွန်တော်တို့ကတွားလို့ရတယ်ကျွန်တော်ကဒီမှာ home.html ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပြီးရင်ဒီမှာဆိုရင် home ဆိုပဲရေးလိုက်မယ်ပြီးရင်ဒီမှာဆိုရင် index.html ကနေပြီးတော့ကျွန်တော်တို့ကဒီ about.html ကိုပဲလည်းကျွန်တော်ကလှမ်းပြီးတော့ချိန်လိုက်မယ်ဒီမှာ about.html ကိုလှမ်းချိန်မယ်ပြီးရင် go about ဆိုပြီးတော့ရေးလိုက်မယ်ဒီမှာတစ်ချက်ပြန်ပြီးတော့ run ကြည့်မယ်ပေါ့နော် run လိုက်မယ် go live အဲ့တော့ဒီမှာဆိုရင် go to home page ကိုသွားလိုက်မယ်ဒါဆိုရင်ခုနကအတိုင်းပဲ home page ကိုရောက်ရှိသွားမယ်ပြီးရင် index page ကိုကျွန်တော်တို့ကပြန်ရောက်လာမယ်ပြီးရင် about page ကိုတွားချင်တယ်ဆိုရင် go about ကို click လိုက်မယ်ဒါဆိုရင် about page ရောက်ရှိသွားမယ်ပြီးရင်ကျွန်တော်တို့က home page ကိုပြန်လာမယ်နော်ကျွန်တော်တို့က home page ကိုကျွန်တော်တို့ကသွားလိုက်မယ်ပြီးရင် go to index page ကိုပြန်လာမယ်ကျွန်တော်တို့ကဒီလိုမျိုး ATAG ဆိုတဲ့ element ကိုတုံးပြီးတော့ website ရဲ့အတွင်းထဲမှာ web page တစ်ခုပြီးတစ်ခုချိတ်ဆက်ထားခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီ hyperlink reference ကိုကျွန်တော် bypass web page တွေအပြန်အလှန်ချိတ်ဆက်တာကိုပြောပြပြီးသွားပြီဆိုတော့ဒီ HTML ထဲမှာ tag တွေကိုဘယ်လိုမျိုး formatting လုပ်မလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြတော့မှာဖြစ်ပါတယ်အဲ့တော့နမူနာအနေနဲ့ကျွန်တော်တို့ဒီ Word တို့ PowerPoint တို့ကျွန်တော်တို့
ဒီတုံးမှုကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီ application တွေမှာဆိုရင်ဒီ tag တစ်ခုကို format လေးလုပ်ဖို့အတွက်ကျွန်တော်တို့ကဒီ UI တင်းလေးတွေပါရပါတော့ဒီ U ဆိုတဲ့တင်ဂီတာတို့ I ဆိုတဲ့တင်ဂီတာတို့ကျွန်တော်တို့ click လိုက်လို့ရှိရင် U click လိုက်လို့ရှိရင် underline တားတာတို့ကျွန်တော်တို့ကဒီဆိုတဲ့ဥစ္စာနေရင်ကျွန်တော်တို့ကဘိုးလို့တွားတာကိုကျွန်တော်တို့ဒါမျိုးတွေတွေ့ရှိရမှာဖြစ်တယ်ဒီမှာလည်းပဲ HTML web page အတွင်းထဲမှာကျွန်တော်တို့ကဒီလိုမျိုး tag တွေကို format လေးလုပ်ဖို့အတွက် HTML ကထောက်ပံ့ပေးထားတဲ့ HTML formatting element တွေရှိရပါတော့ HTML tag formatting element တွေရှိရအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တစ်ချက်လောက်ရေးပြပေးမယ်ခေါင်းစဉ်အနေနဲ့ကျွန်တော်ခေါင်းတက်လိုက်မယ်နော် HTML for formatting tag element ဒီရလေးအမြန်လေး formatting tag element formatting formatting tag element အဲ့တော့ဒီမှာဆိုရင်ဒီတန်းနဲ့ကျွန်တော်ရေးလိုက်မယ်this is a test ကျွန်တော်တို့ကဒီ tag ကိုကျွန်တော်ကပုံမှန်နဲ့မပေါ်ခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီဘိုးလုပ်မယ်ပေါ့နော်ဒီ PowerPoint လို့ Word လို့ပြောရမယ်ဆိုရင်ဘိုးလုပ်မယ်ဆိုတော့ကျွန်တော်ကဒီဟာကို down ဆိုတဲ့ဒီ tag ထဲမှာကျွန်တော်ထည့်လိုက်မယ် down ဆိုတဲ့ tag ထဲမှာကျွန်တော်ထည့်လိုက်မယ်ပြီးရင် run ကြည့်မယ်ပေါ့နော်ပြီးရင် run ကြည့်မယ်ဒါဆိုရင်မြင်တွေ့ရတဲ့အတိုင်းပဲ this is tag ဆိုပြီးတော့ဒီတခြားစကားလုံးတွေနဲ့မတူဘဲနဲ့ဒီ tag ဆိုတာကကျွန်တော်တို့ဘိုးပုံစံလေးနဲ့ပေါ်နေရပါတော့ကျွန်တော်ပြန်ပြီးတော့ပြေးလိုက်မယ်ကျွန်တော်ဒီလိုမျိုးဒီ browser နဲ့ဒီကျွန်တော်တို့ရဲ့အခုလက်ရှိ VS Code နဲ့ဒီအသွားပြန်နေကျွန်တော်လုပ်နေရမှာဆိုလည်းကျွန်တော်တစ်ဖက်တစ်ချက်မှာကျွန်တော်ကတ်ပြီးတော့ run လိုက်မယ်ပေါ့နော် Windows ရဲ့တစ်ဖက်တစ်ချက်မှာကျွန်တော်ကတ်ပြီးတော့ run လိုက်မယ်ဒီမှာကျွန်တော်ပိတ်လိုက်မယ်ပြီးရင်နောက်ထပ် element တွေကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်နောက်တစ်ခုက U ဆိုတဲ့ element ပေါ့နော် U ဆိုတဲ့ element ကိုကျွန်တော်ပြောပြပေးမယ် this is underline ဒီ underline ကိုကျွန်တော်အနေနဲ့ကမြင်ထားခြင်းနဲ့ပေါ့နော်မြင်ထားတဲ့ခြင်းမှာကျွန်တော်က U tag ကိုတုံးလိုက်မယ်ပြီးရင်ကျွန်တော်က U tag ရဲ့အတွင်းထဲမှာကျွန်တော်တို့ underline တားခြင်းနဲ့စာရကို U tag ရဲ့အဖွင့်ပိတ်ထဲမှာကျွန်တော်တို့ကထည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာ live server ကို on ထားတဲ့အတွက်ကြောင့်မလို့ဒီဘက်မှာရေးရနဲ့ကျွန်တော်တို့ရဲ့ browser မှာတခါတည်း update ဖြစ်ပြီးရပါတော့ဒါကတော့ဒီ U tag ကိုတုံးမယ်ပြီးရင်နောက်ထပ်အနေနဲ့ကကျွန်တော်တို့ကရှိသေးမလဲဆိုတော့ဒီ HTML မှာဆိုရင် AUP တို့ AUP တို့ဆိုတဲ့ element တွေရှိအောင်ပဲပေါ့နော်အဲ့ဒါကဘယ်လိုမျိုးနေရာလဲမှာတုံးတာလဲဆို A2 ကိုကျွန်တော်တို့က A2 ကိုရေးချင်တဲ့ထားပါစို့8ပြီးရင်2ကကျွန်တော်တို့ကဒီလိုရေးမှလားပေါ့နော်ဥပမာဒီလိုမျိုးရေးချင်တယ်ဒါဆိုရင်ကျွန်တော်တို့က A2 ကိုဆိုပြီးတစ်ဆက်ထပ်ပေါ်တယ်ကျွန်တော်တို့ကအဲ့လိုမပေါ်ချင်ဘူးကျွန်တော်တို့က chemical name အနေနဲ့က8ရဲ့အခြေမှာကျွန်တော်တို့က2ရှိရမှာပေါ့နော်အဲ့တော့ကြတော့ဒီမှာကြတော့ AUP ပေါ့နော် AUP ဆိုတဲ့ tag ကိုတုံးမယ် AUP ရဲ့တဲမှာကျွန်တော်တို့က2ကိုရှိကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က8ရဲ့အောက်မှာဆိုရင်ကျွန်တော်တို့က2လေးပေါ်တယ်ပေါ့နော်ဒါလိုမျိုးဆိုရင် AUP ကိုတုံးတယ်နောက်ထပ်အနေနဲ့ကဘာရှိသေးလဲဆိုတော့ B tag ပြီးရင် x square ကျွန်တော်တို့ကတင်ချာတွေမှာဆို x square တို့ y square တို့ဒါမျိုးတွေတွေ့ဖို့လိမ့်မယ်အဲ့တော့ကြတော့ကျွန်တော် x square ကိုရေးခြင်းတယ် x square ရေးခြင်းတယ်ဘယ်လိုရေးမလဲဆိုတော့AUP ကျွန်တော်တို့ကဒါကခြံညွှန်းတင်တာပေါ့နော်အပေါ်မှာ x square တော့တင်ချာဘာသာရပ်တွေမှာဆိုတွေ့ဖို့လိမ့်မယ်ပေါ့နော် x square ရေးချင်တဲ့မှာ x square ကိုရေးလိုက်မယ်ဆိုရင်ဒီမှာဆိုရင်AUP ဖြစ်တာပေါ့နော် AUP ပေါ့နော်ကျွန်တော်ရေးချင်တာက AUP ဆိုတော့ကျွန်တော်တို့ကဒီပေါ်မှာဆိုရင် x square ကိုတွေ့ရှိရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တက်အနေနဲ့ကျွန်တော်တို့အနေနဲ့ဘာတွေရှိသေးလဲဆိုတော့ကျွန်တော်တို့စကလုံးလေးတို့စောင်းစောင်းလေးပေါ်ချင်တာပေါ့နော်ဒါမျိုးဆိုရင်ဒီ b tag နောက်ထပ်အနေနဲ့ကျွန်တော်this is italic ပေါ့နော် italic tag ကိုပေါ်ချင်တာအဲ့တော့ကြတော့ကျွန်တော်ဒီ tag လေးကိုကျွန်တော်စောင်းစောင်းလေးပေါ်ချင်တယ်ပုံမှန်တဲ့စောင်းစောင်းလေးပေါ်ချင်တယ်ဆိုတဲ့အကြောင်းမလို့ ion ကိုကျွန်တော်တို့ကရေးလိုက်မယ်ပြီးရင်ဒီထဲမှာကျွန်တော်တို့ကလာထည့်ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင် tag ကဒီပုံမှန်တိုင်းမပေါ်ဘဲနဲ့ဒီစကားလုံးအဆောင်လေးလိုက်တိုင်းပေါ်နေလိမ့်မယ်ပေါ့နော်စာသားတွေကို highlight တင်နေတာပဲဖြစ်ဖြစ် mask ဆိုတဲ့ element ကိုကျွန်တော်တို့ကတုံးလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်က mask ဆိုပြီးရေးလိုက်မယ်ဒီထဲမှာကျွန်တော်တို့က
this is highlight angh align jd highlight တက်ဆိုပြီးတော့လာရေးလိုက်မယ်အဲ့လိုမျိုးရေးလိုက်တဲ့အချိန်မှာဆိုရင်ဒီဘက်မှာဆိုရင် this is highlight တက်ဆိုပြီးတော့ဒီ yellow background နဲ့ပေါ်နေလိမ့်မယ်နောက်ထပ်တစ်ခုအနေနဲ့ကကြတော့ emphasize တက်ဆိုတာကကျွန်တော်ဒီမှာဆိုရင်ရေးလိုက်မယ် this is a test this is တက်လို့ရေးလိုက်မှာပြီးရင်တော့ဒီမှာဆိုရင် this is a test ဆိုပြီးတော့ဒီ italic စောင်းစောင်းလေးနဲ့တူကလာပြီးတော့ပေါ်နေလိမ့်မယ်ဒါကဒီ i ဆိုတော့တက်နဲ့မတူပါဘူးသူကကြတော့ emphasize စာရဖြစ်တယ်ပြီးရင် italic လည်းသူကပါလာလိမ့်မယ်ပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ကကြတော့ဒီစာကြောင်းတွေကိုကျွန်တော်တို့ကဒီ horizontal နဲ့ဖြတ်ချင်တာပဲဖြစ်ဖြစ် cross လုပ်ချင်တာပဲဖြစ်ဖြစ်dr ဆိုတဲ့တက်ကိုတုံးပါတယ်ကျွန်တော်က250ကျပ်ပါနော်250ကျပ်ဆိုပြီးရေးလိုက်မယ်ဒီမှာဆိုရင်250ကျပ်ကိုကျွန်တော်တို့ကဒီ horizontal နဲ့တူက cross လုပ်ပေးထားတယ်ဒီနောက်မှာဆိုရင်ကျွန်တော်တို့ကဥပမာပါနော်ဒီ250ကျပ်ကနေပြီးတော့200ကျပ်ဒီလိုမျိုးပုံစံတွေကကျွန်တော်တို့ကိုဒီ e-commerce website တွေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ product ရောင်းတဲ့ website တွေမှာဆိုရင်ဒီလိုမျိုးတက်တွေကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော်သူကဒီဥပမာပေါ့နော်ဒီမူလဈေးနှုန်းတွေကနေက9000ကျပ်ပေါ့နော်discount ရှိတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့9000ကျပ်ကိုကျွန်တော်တို့က cross လုပ်လိုက်ပြီးတော့ဒီဥပမာ4000ကျပ်နဲ့ရောင်းတာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးနေရာမျိုးမှာဆိုရင်ဒီလိုမျိုးတက်တွေကိုတွေ့ရှိရပါလိမ့်မယ်Okay ဒီဗီဒီယို lesson မှာဆိုရင် ATM တက်တွေကိုဘယ်လိုမျိုး formatting လုပ်အောင်လဲဆိုတာကိုကျွန်တော်ပြောပြခဲ့ပါတယ်နောက်ထပ်ဗီဒီယိုမှာဆိုရင်တော့ ATM attribute ဖြစ်တဲ့ style attribute အကြောင်းကိုဆက်လက်ပြီးတော့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့လူတိုင်းကိုကျွန်တော်ကျေးဇူးထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်